ဟုတ်ဘယ်လိုလဲစင်ပြေလားအရင်က10ပဲနော် ဒီမိုက်တယ်ကွာခြေဦးနေကြပါညာပုံဖို့အဲ့ဒါနေဦးပါအရင်အိမ်တော့ဒီရမ်းပြက်လာဒီမောင်းချင်းချင်းရှိ ဟာဆရာဒီရောက်က24နိုင်ကြီးလာ24နိုင် ဒါဘောက24 ကြိုက်ပြီအဲ့ဒါမျိုးဟာငါတော့ဒီနေ့လေမီးရေကုန်ပိတ်သွားတယ်ဆောင်းလိုက်တယ်ပါအဲ့လိုမျိုးဘာလို့လဲတော့မဟုတ်တာလေဟုတ်တယ်ဟိုကိုရီးယားကလည်းမကြည့်ဘူးလားကြိုက်ပြီတော့မင်းကဘယ်လောက်ခေါ်လာတာ3000မုန်းမယ်4000ပေးမယ်4000ပေးမယ်ကွာကြိုက်သွားပြီအဲ့လိုဖြစ်နေရတယ်ဘောအဲ့လိုတီးရတာမဟုတ်ဘူးဘယ်လိုတီးရတာဟုတ်လားငါတော့မတီးရတယ်ဒီအားမျိုးဒီပြောင်းမိုက်တယ်ကွာရကျိုးသိနေတာတင်းနေတာရဟုတ်တယ်ဘာမှမဟုတ်အောင်မင်းကဘယ်လောက်ပြောမယ်ပြောတာဟို4000ပေးမယ် ပြောင်း9000ပေးမယ်ကွာအဲ့ဒီလေးပွဲတယ်တယ်ပြောတာအဲ့ဒါဟုတ်ကဲ့ဆရာအဲ့ဒါမင်းပြက်တာတယ်ခုနကပြက်လိုက်လာတော့ဖြစ်24နိုင်ကြီးလာ မင်းပြောတော့24နာရီကြီးလာတာ24နိုင်ကြီးကြော်သွားလို့ဖြစ် How you? Oh. ရှင်းခေါင်းနိုင်လို့ပုံမှန်အဖြစ်ဘယ်ကောင်နဲ့တူတူနေလဲအာမဟုတ်ဘူးလေဒီမှာကိုပွားတော့လေဒီမှာဘီးရတော့ပြက် ဘာပြီးရတာခေါင်းနိုင်လို့မြည်ပြတယ်ဆိုတာစီရီပေးနေတာကသိရနော် ကိုအဲ့လိုပဲပြက်တယ် အဲ့ရှင်းတော့မီးခဏလာပြရှင်းဘယ်မှာနေရတော့မှနေရရှင်းတော့တာအေးအဲ့မှာရှင်းမီးခဏလာပြက်ချင်ရှင်းနေချင်မှလည်းပြက်ပြီဒါပဲဟာမီးရတာပြက်သွားအားလုံးပဲကျွန်တော်ရဲ့တောက်ကြာလေးမာစတာဘေးရှင်းတဲ့စပီကာလို့တဲ့စီစဉ်ကနေပြီးတော့အားလုံးပြန်လေကြိုဆိုလိုက်ပါတယ်အားလုံးပြန် ဟာဒီဘဲငါ့ဆောင်းရမ်းမိုက်တယ်ကွာ ကျွန်တော်ဒီနေ့မှာသွေးနွေးသွားမယ့်အကြောင်းအရာကတော့အောင်မြင်မှုလို့ခေါ်တဲ့ဦးမြင့်မောင်တို့ရဲ့အကြောင်းအရာကိုကျွန်တော်သွေးနွေးသွားမှာပဲဖြစ်ပါတယ်ဦးမြင့်မောင်တို့ကဘာလဲဦးမြင့်မောင်တို့ကမိလူရဘာလို့ဖြစ်နေတာမိဆိုရင်ဖြစ်ရှင်တဲ့အိမ်မက်တွေကိုရှိရင်အခုချက်ချင်းပဲကောင်းထဲပေါ်လိုက်ပါကိုပညာနဲ့ချိန်လေးချိန်ခါမရွေးနဲ့စိတ်လေးမပေးနဲ့မိဆိုရဘာဖြစ်နေတာလဲဆွေမာဖြစ်ရှင်တဲ့ဆိုအခုချက်ချင်းပဲကွန်ပျူတာကောက်ပိုင်လိုက်ပါဆွေမာဖြစ်ရှင်တဲ့ဆို ဒါဘောမိတ်ဆွေကစထရီမှာဖြစ်နေတာလေစာဆွဲလိုက်တော့ဘာနေဦးပြင်းတယ်ဘေးရှင်းပြေလာပြီလေဘိုးမမိဆိုရကင်မရာမန်ဖြစ်ရှင်လားကင်မရာမန်ဖြစ်ရှင်တယ်ဆိုအခုချက်ချင်းပဲကင်မရာကောက်ပိုင်လိုက်ပါအဲ့ဒီထားလိုက်ရအောင်ဘိုးဝေးမကြီးနဲ့ကျွန်တော်ပဲကြည့်ကျွန်တော်အခု live ဝင်နေတယ်ခါခုချက်ချင်းပဲ live ကောက်တင်လိုက်အခုမှမီးပြန်လာလို့ပြောအောင်လူငယ်တွေဘာဖြစ်လို့ကိုရီးယားဘာသာစကားကိုသင်ကျင်ရတာကိုရီးယားဘာသာစကားကိုလူငယ်တွေဘာဖြစ်လို့သင်ကျင်ရတာကိုရီးယားဘာသာစကားကိုသင်မဲ့အစားကွန်ပျူတာကိုသင်မသင်နဲ့ဒီမှာသင်တဲ့ကွန်ပျူတာကမီးပြတော့ဖွင့်လို့မရဘူးအဲ့တော့ကိုရီးယားဘာသာစကားကိုလည်းသင်ကြနော်